အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခိုင်ကောဖုကွရှိရဲ့ဒီကိုကိုရိုတိုခရဒါနော်ရှိကူမြခန်တဲ့ကကျူဘူရာရိုဆူနော်ရှီယိုမတ်ဆူဟီတိုနော်ရှင်လီခတဲ့ဆိုတဲ့ခေါင်းစဉ်ကိုအနည်းချုပ်အနေနဲ့လေ့လာကြရအောင်နော်ကျူဘူရာရိုဆူရေးသားထားတဲ့ဒီရှီနိုမတ်ဆူနော်ဟီတိုနော်ရှင်ရိခတဲ့ပေါ့နော်ဒီတေချင်းတရားကိုစောင့်နေတဲ့လူတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်ပေါ့နော်ရှင်တော့ဂျူယောမိုဒယ်လို့လက်ခေါ်တယ်ဒီတေချင်းတရားကိုလက်ခံတဲ့ပေါ့နော်လက်ခံတဲ့ model လို့ပေါ့နော်ဒီပထမဦးဆုံးအနေနဲ့ကြတော့ဒီပထမတန်းကိုက်ပထမအဆင့်ပေါ့နော်ဟီနင်တိုကိုရီဆုတော့ကြတော့ဒီညင်းဆိုခြင်းနဲ့အထီးကျန်မှုပေါ့နော်ဥမာဒီဆေးလိုက်လို့ဆရာဝန်ကသူတေ3လကြာပြီးတေတော့မယ်အဲ့လိုမျိုးဆိုလို့ရှင်သူကပထမဆုံးနေနဲ့သူကလက်မခံနိုင်ဘူးပြီးလို့ရှင်သူကဘောနော်အထီးကျန်မယ်ဘောနော်ငါဘာလို့တေးရမှာလဲမယုံကြည်ဘူးနော်အဲ့လိုမျိုးတွေဖြစ်လာမယ်自分が死のということを受け入れられないのか段階ပေါ့နော်ဒီတော့ကိုတူတေးရမယ်ဆိုတာကိုသူကလက်မခံနိုင်ဘူးမယုံကြည်ဘူးပေါ့နော်နောက်နံပါတ်2အဆင့်ကကျတော့ ikari ပေါ့နော်စိတ်တိုးတဲ့အဆင့်ဒီပေါ့နော်なぜ自分が死ななくてならないのかという起こるの段階ပေါ့နော်ဒီငါကြမှာဘာလို့မသိလို့မရမှာလဲပေါ့နော်အဲ့လိုမျိုးသူကစိတ်တိုးနေတဲ့အဆင့်ပေါ့နော်တတိယအဆင့်ပေါ့နော်ဒီ dorihiki ဒါကြတော့ဒီဘယ်လိုပြောမလဲဘာပဲလောက်ရမသိရရင်ပြီးရောဆိုပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီ何かにすがろうとする心理状態で死なずに済むように取引しようとする段階ပေါ့နော်ဒီသူကမသေးရဘူးဆိုလို့ရှိရင်ဘာပဲလောက်ရပေါ့နော်သူတစ်ခုခုအဲ့လိုမျိုးစုပ်ကင်ထားပြီးတော့မှမသေးရရင်တစ်ခုခုပေါ့နော်ဘာပဲလောက်ရလုပ်မယ်ဆိုပြီးတော့ဒီတို့ရဲ့ဒီစိတ်ခံစားချက်ပေါ့နော်အဲ့လိုမျိုးအဆင့်ပေါ့နော်နောက်တစ်ခုကကျတော့ yokus ဒါကြတော့ဒီသူတေးရမယ်ဆိုတာသူကဘာမှလုပ်လို့မရတော့ဘူးဆိုတာသိတဲ့အဆင့်ပေါ့နော်သူအဲ့ဒါကိုစိတ်တက်ကြတယ်ယူစနီနာရီ何もできなくなる段階ပေါ့နော်ဒီစိတ်တက်တွေကြားပြီးတော့သူဘာမှလည်းမလုပ်ချင်မကိုင်ချင်တော့တဲ့အဆင့်ပေါ့နော်အဲ့ဒါကိုလေးအဆင့်မှရှိတယ် yokus ပေါ့နော်နောက်အဆင့်5မှာကျတော့သူကဂျူရောသူကလက်ခံလာတယ်自分が死にゆくことを受け入れる段階ပေါ့နော်ဒီသူတေးရမယ်ဆိုတာသူလက်ခံတဲ့အဆင့်ပေါ့နော်ဘာဖြစ်ဘလို့လို့မရတော့ဘူးလေအဲ့နဲ့သူဒီတိုင်းပဲလက်ခံရတော့ပေါ့နော်အဲ့ဒါကိုနံပါတ်5အဆင့်ပေါ့နော်အားလုံးအဆင်ပြေမယ်ထင်ပါတယ်တကယ်လို့ပေါ့နော်အမလုပ်ထားတဲ့ဗီဒီယိုတွေက皆さんတို့အတွက်အသုံးဝင်တယ်အဆင်ပြေတယ်ဆိုလို့ရှိရင်အမလည်းပြင်ပရကြိုးနဲ့အောင်လို့ပေါ့နော်အမရဲ့ဒီ like and follow အမရဲ့အကောင့်ကို like and follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်